ဒီနေရာကတော့ဘန်ကောက်မြို့ထဲမှာပဲဖြစ်ပါတယ်။ကဲဘယ်နေရာလဲဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ရဲ့အားလာရဲ့မှာမွန်ချာတော့ဘန်ကောက်မြို့ရဲ့အခြေအနေကိုခေတ္တရှောင်းတိုင်းလို့ရတော့လက်ဆက်တော့ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားတဲ့ Queen Series ကပန်းချံကိုတွားလည်မှာဖြစ်ပါတယ်။ဒီနေရာကတော့ကြောက်စုကြပန်းချံဘေးမှာရှိပြီးတော့အပင်မျိုးဆောင်နဲ့ဝန်းရံထားတဲ့အတွက်အလွန်ပူတော့ဘန်ကောက်မြို့ကိုကောင်းစွာအန်တုနိုင်ပါတယ်။ဒီနေရာကတော့လေဘယ်အချိန်ပဲလာပေါ့နော်အမြဲတမ်းတာရတယ်။ကျွန်တော်ကတော့လေဒီနေရာကို၄ခါတော့ရောက်ခဲ့ပြီးပြီပေါ့နော်ပန်းချံကလေအလွန်ကြီးတဲ့အတွက်ကျွန်တော်ကအကောင်းအောင်မပတ်ခဲ့ရဘူးပေါ့နော်ဒီတစ်ခါနောက်ထပ်ပြန်လာခဲ့တယ်ပေါ့ဘာကြောင့်ဒီနေရာကိုနောက်ထပ်တစ်ခါပြန်လာလဲဆိုတာကဒီအတွက်ကြောင့်ပင်ဖြစ်ပါတယ်ကဲဘာအတွက်လဲဆိုတာကိုကျွန်တော်နဲ့အတူသွားကြည့်ကြရအောင်ပေါ့နော်ခုတလောမှာဒီနေရာမှာငုတ်ဝါပန်းရဲ့စိန်ပန်းရဲ့ချယ်ရီပန်းတွေအများကြီးကွိနေတယ်ပေါ့နော်အထူးသဖြင့်ချယ်ရီပန်းပေါ့အရန်ကိုလှနေတဲ့အချိန်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီနေရာကိုလာခြင်းပင်ဖြစ်ပါတယ်ဒီချယ်ရီပန်းကတော့လေပန်းချံရဲ့အတွင်းထဲမှာရေကန်ဇာနာမှာဖူးကွိနေတယ်ပေါ့နော်ချယ်ရီပန်းအလှရဲ့နောက်ပြီးတော့ရေကန်တစ်ခုနဲ့ခုဆက်တွဲထားတော့ကြောက်တောင်းတတာတွေနဲ့ဓာတ်ပေါင်ရတာအရန်ကိုလှပါတယ်ပေါ့နော်ကိုရီးယားရောက်တော့တယ်လို့မျိုးဂျပန်ရောက်တော့တယ်လို့မျိုးပဲပေါ့ဒီနေ့ကျွန်တော်လာတဲ့အချိန်ကတော့လေညနေပိုင်းဖြစ်တဲ့အတွက်တစ်ပင်ချမ်းမှာထိုးပေါက်နေတော့နေအလင်းရောင်နဲ့ပန်းချံရဲ့အလှကိုပိုးပြီးတော့ပေါ်လွင်စေတယ်ပေါ့နော်အခုတလောမှာအလွန်ပူတော့ရာသီဖြစ်တဲ့အတွက်အပူကိုရှောင်သိမ့်နိုင်တယ်လို့ဓာတ်ပေါင်လှလှလေးရိုက်နိုင်တော့နေရာလေးဖြစ်ပါတယ်ပေါ့နော်ကဲတငယ်ချင်းတို့ရဲ့ပန်းတယ်မချွေခင်မြန်မြန်လာခဲ့ပေါ့နော်ဒီနေ့ကျွန်တော်ရဲ့အားလက်ရဲ့မှာဒီနေရာမှာအပူကိုရှောင်ရင်းနေပေါ့နော်ဓာတ်ပေါင်လှလှလေးအများကြီးရခဲ့တယ်ပေါ့နော်ကဲတငယ်ချင်းတို့ရဲ့ဘယ်နေရာမှာအပူသွားရှောင်နေတာလဲဆိုတာကိုလည်းကျွန်တော်ကိုပြောပြပေးပါအောင်ကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုချစ်စွတင်ပါတယ်ဘိုင်ဘိုင်